စိတ်ဆန်းရှူမြောင်တော်တောင်ရည်မြည်တဘာဝအလားတရားများနေလွန်မိုးဝေကောင်းနေအေးချမ်းနေလေတာရွာလေးပါတိုင်းမြိုင်မြို့နေမြိုင်မြို့နေမနီးမဝေးရွာလေးပါတောင်ရမချောင်းတပီးကစိတ်ဆန်းရှူမြောင်တော်တောင်ရည်မြည်တဘာဝအလားတရားများနေလွန်မိုးဝေကောင်းနေအေးချမ်းနေလေတာရွာလေးပါတေမောနေပြီလေးရွာဆရာတော်အရှင်စနေတာတရိတောဂုံတရီထုံသိမွေကလောကဓမ္မပရိဒအကျိုးများဘုရားကြောင့်ကံစီရီပထုများတိတာဆောင်လို့သာသနာပြုကလေရာရွာရွာလေးမှာတိရိဒုက္ခဓမ္မယုံဓမ္မဗိမာန်ကြီးဒီတာကမြတ်စွာဘုရားဂိဝေစံပေတော်မူရာသာသနာ့နွယ်ဝေသူတော်စင်များကုသိုလ်ယူဖူးမြော်နိုင်ကြမှာဆိုမှာရှင်ကိုရင်နဲ့လေးကိုလေးမှာလေတာသာမရင်သိနိုင်နာသာသနာလေးထုံးငါရီရွာတဘာဝအလားတရားများရှုကြည့်မစုံနိုင်မှာအယောင်လဲလေးပါစီကျူဒီမှာအေးချမ်းနေလေတာရွာလေးပါ
ကုန်မှာတရားစားတများရှိစားစုံမှာရှိကိုရင်နဲ့လေးကိုလေးမှာလေတာသာမရင်သိနိုင်နာသာသနာလေးထူငါရီရောတဘာဝအလားတရားများရှုကြည့်မစုံနိုင်မှာအယောင်လဲလေးပါစီကျူဒီမှာ